A to A agent to agent အလုပ်တွေကို lesson ကန်လုပ်တာပေါ့နော်ဟို hand off ခေါ်မှာပေါ့နော်ဥပမာကျွန်တော်တို့ကအလုပ်တစ်ခုခိုင်းလိုက်တယ်ဆိုပါလို့ AI agent တကောင်ကနေပြီးတော့အချက်လက်သွားရှာမယ်ပြီးနောက် AI agent တကောင်ကနေပြီးတော့စာစီမယ် AI စီထားတဲ့စာကိုနောက် AI agent တယောက်ကနေပြီးတော့ဒီဟာကို email ပို့အဲ့လိုမျိုးပေါ့နော် agent တွေအချင်းချင်းသူကတဆင့်စီလုပ်သွားတာပေါ့ဥပမာဗျာကျွန်တော်တို့ဥပမာဒီ video ပြင်တဲ့ဟာပဲထားပါတော့ကျွန်တော်တို့ recording လုပ်တယ်ဒါတော့ recording ကတော့ကျွန်တော်တို့ကိုယ်တိုင်လုပ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ recording လုပ်ပြီးဒီ video ကြီးကို editing လုပ်တာလေဟုတ်တော့ editing လုပ်ပြီးကျွန်တော်တို့ဘာလုပ်ရမလဲဒီဟာကိုကျွန်တော်တို့ဟို post တင်ဖို့အတွက်ဒီ schedule တွေဆွဲရမယ်ဟို schedule တွေဆွဲပြီးတော့ဘယ် platform မှာသွားတင်ပါလဲ YouTube မှာတင်ပါလား Facebook မှာတင်ပါလား TikTok မှာတင်အဲ့ဆိုရင်ကျွန်တော်တို့က editing ရှိမယ်ပြီးရင်ဒီဟာကို schedule ဆွဲတဲ့ဟာရှိမယ်ပြီးရင်အဲ့ platform မှာတင်ဖို့အတွက်ကျွန်တော်တို့စာရေးရေးရရှိတယ်ဟုတ်တယ်နော်ကျွန်တော်ခေါင်းစဉ်တွေပေးရတယ်အဲ့စာပေါ်ဥမာဒီပုံပေါ်မှာတင်မဲ့ thumbnail ပေါ်မှာတင်မဲ့စာလေးစဉ်းစားတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့က AI agent ကိုခိုင်းမယ်ပေါ့ editing က AI agent တခုပြင်နောက်တစ်ခုက publish လုပ်ဖို့အတွက်ဒီ schedule ဆွဲတာတယောက်ပြင်ပြီးရင်တင်ဖို့အတွက်စာသားတွေရှာတာတယောက်အဲ့သဘောကအဲ့လိုပေါ့နော် A2 ရေဆိုတာသူကအလုပ်တစ်ခုကိုဒီအစင်းစင်ဒီ AI agent တွေကသူလက်ဆင့်ကမ်းပြီးလုပ်သွားတာကြောက်ငါကတော့ဒါပြီးကြောက်မင်းဆက်လုပ်အဲ့ဒါပေမဲ့ကျွန်တော်တို့ဒီ high level မှာကြောက်တော့ကျွန်တော်တို့က instruction တစ်ခုပဲပေးလိုက်တာကြောက်ဒီ video ကိုအဲ့မှာ edit လုပ်ပြီးတော့ဟို schedule ဆွဲပြီးတော့ဘယ် platform မှာသွားတင်လိုက်ဒါပဲကျွန်တော်တို့ပြောလိုက်ဒါပေမဲ့ခုန AI agent တွေကကြတော့အဲ့ဒါတွေကိုသူတဆင့် AI တွေအချင်းချင်းချိတ်ဆက်ပြီးတော့လုပ်သွားတယ်အဲ့ဒါကိုကျွန်တော်တို့ A2 gate ပဲပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့စနစ်တွေ